တငယ်ချင်းများအားလုံးမင်္ဂလာပါဖူ PKK channel မှာပြန်လည်ကြိုဆိုပါရစေဒီတစ်ခါမှာတော့ကျွန်တော်တို့ကြက်သားဟင်းကိုအရသာကောင်းအောင်ကျွန်တော်ချက်ပြသွားမှာဖြစ်ပါတယ်เนาะဒီရဲ့နီလန်လေးတိုင်းလိုက်ပြီးတော့ချက်စားကြည့်ကြည့်เนาะအရန်စားလို့ကောင်းပါတယ်ဒီမှာကျွန်တော်ကြက်သားကြတော့ကီလိုဝက်လောက်ကျွန်တော်သုံးပါတယ်เนาะသူ့ကိုဒီလိုမျိုးအတုံးကိုစားလိုက်မယ်အနေတော်လောက်အတုံးလေးတွေတုံးထားပေးပါเนาะတကယ်လို့ကိုကဒီနေရာမှာကြက်ပေါင်သုံးမယ်ဆိုလို့ရှိရင်လည်းဒီပေါင်ကြီးကြီးလေးတွေတုံးပေးပါเนาะပေါင်လန်းချက်လို့လည်းရပါတယ်เนาะကျွန်တော်ကဒီမှာကြက်သားကိုအသားတက်ပဲတုံးထားတာမို့လို့ဒီလိုမျိုးအတုံးသေးသေးလေးတွေကျွန်တော်တုံးထားလိုက်ပါတယ်เนาะပြီးရင်တော့ဒီထဲမှာဆန်နေမုတ်ထည့်ပါမယ်ပြီးရင်အချုံမုတ်ထည့်ပါမယ်เนาะချုံမုတ်မကြိုက်လည်းမထည့်ပါနဲ့เนาะစားထည့်ပါမယ်ပြီးရင်ဒီမှာကျွန်တော်ခယူးစီထည့်ပါမယ်เนาะခယူးစီတွေထည့်ပြီးဆိုတာနဲ့အားလုံးအရသာတွေနဲ့အောင်ရောပြီးတော့နေပေးလိုက်ပါเนาะရောနေပြီးရင်တော့သူ့ကိုကျွန်တော်တို့နာယူဝက်လောက်နှက်ထားပေးပါเนาะပြီးရင်ကျွန်တော်တို့ဒီမှာကြက်သွန်ဖြူထည့်ပါမယ်ကြက်သွန်ဖြူကတော့တစ်လုံးပါเนาะကြက်သွန်နီလည်းတစ်လုံးထည့်ပါမယ်ပြီးရင်ငရုတ်သီးအယောင်တင်မုတ်ထည့်ပါမယ်ပြီးရင်တော့အားလုံးရောပြီးတော့ညက်အောင်ထောင်းပေးပါเนาะဒီလိုမျိုးညက်လာပြီဆိုရင်ရပါပြီเนาะပြီးရင်တော့ကျွန်တော်တို့စီထည့်ပါမယ်เนาะဒီကြက်သားကိုကျွန်တော်ကကြော်ပြီးမှကျွန်တော်ပြန်ပြီးတော့ချက်ပါမယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒီရဲ့ကြက်သားဟင်းကအရန်စားလို့ကောင်းပါတယ်เนาะစီလေးတွေပူလာပြီးဆိုရင်ကျွန်တော်တို့စပြီးတော့ကြော်ပါမယ်เนาะဒီနေရာမှာကျွန်တော်ကြက်သားတွေကိုလုံးဝကျွတ်တဲ့အထိပေါ့เนาะကျွန်တော်မကြော်ပါဘူးเนาะအနည်းငယ်မာတင်ယုံလောက်အနေထားဆိုရင်ရပါပြီเนาะဒီလိုမျိုးအနှဲငယ်လေးနည်းနည်းလေးကြက်လာပြီးဆိုရင်ရပါပြီเนาะ။ဘာဖြစ်လို့လဲဆိုတော့သူ့ကိုကျွန်တော်တို့တစ်ခါပြန်ပြီးတော့ချက်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါเนาะ။စီထည့်ပါမယ်။စီကတော့ဒီနေရာမှာနည်းငယ်ပဲထည့်ပါเนาะ။စီလေးတွေပူလာပြီးဆိုရင်တော့တစ်ခါတည်းအစောကထောင်းထားတဲ့ဒီငရုတ်ဒီကြက်သွန်ကိုထည့်ပါမယ်เนาะ။ငရုတ်ဒီကြက်သွန်ကိုဒီနေရာမှာကြက်တဲ့အထိပေါ့เนาะ။စီတည်သွားတဲ့အထိကျွန်တော်တို့စီတက်ပေးရမှာဖြစ်ပါတယ်။နောက်မဟုတ်လို့ရှိရင်ကြက်သွန်နီနဲ့ဒီနည်းနည်းနန်တတ်ပါတယ်เนาะ။ဒီလိုမျိုးအချိန်ခက်ကြကြလေးစီတက်လာပြီးစီတက်လိုက်ပြီးဆိုတော့အချိန်ကြာမှာခရမ်းကျင်တီထည့်ပါမယ်အနည်းမများစားခြင်းရင်တော့ခရမ်းကျင်တီသုံးပေးပါနော်ပြီးရင်အစောကကြော်လာတဲ့ကြက်သားတွေကိုကျွန်တော်တို့ထည့်ပါမယ်နော်ပြီးရင်ဒီနေရာမှာကျွန်တော်တခါတည်းပဲငပိထည့်ပါမယ်နော်ပဲငပိရတစုံပဲထည့်ပါတယ်เนาะပြီးရင်ကြက်သားမုတ်ထည့်ပါမယ်ပြီးရင်တော့အားလုံးရောပြီးတော့အမွေပေးပါเนาะမွေပေးပြီးဆိုတာနဲ့ကျွန်တော်တို့အစောကထောင်းထားတဲ့စုံထောင်းတဲ့ရည်တွေကိုကျွန်တော်တို့ဒီမှာတစ်ခါတည်းထည့်ပါမယ်เนาะပြီးရင်တော့ဒီရည်တွေခန်းတဲ့အထိကျွန်တော်တို့ချက်ပေးရမှာဖြစ်ပါတယ်เนาะရည်တွေခန်းလာပြီးဆိုရင်တော့ကိုအပေါ်အငန်အရသာမြည်ပြီးတော့စားလို့ရပါပြီเนาะဒါလေးကတော့အရင်အရသာရှိတဲ့ကြက်သားချက်တဲ့နီလန်လေးပဲဖြစ်ပါတယ်လိုက်ပြီးတော့ချက်စားကြည့်ကြည့်နော်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တကယ်ချင်းတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်